Did you sleep well? မင်းကောင်းကောင်းအိပ်ပျော်ခဲ့လား Yes, I slept great. ဟုတ်ကဲ့ကျွန်တော်အိပ်ဖို့ကောင်းခဲ့ပါတယ် Did you enjoy your trip? မင်းခရီးစဉ်မှာပျော်ခဲ့လား Yes, it was wonderful. ဟုတ်ကဲ့အဲ့ဒါကသိပ်ပျော်ရပါတယ် Did you have breakfast? မင်းမနက်စာစားခဲ့ရဲ့လား Yes, I did. ဟုတ်ကဲ့စားခဲ့ပါတယ် Did you have fun today? မင်းဒီနေ့ပျော်ခဲ့ရလား Yes, I had a great time. ဟုတ်ကဲ့ကျွန်တော်အရန်ကောင်းတဲ့အချိန်တွေရခဲ့ပါတယ် Did you go to the party? မင်းပါတီကိုသွားခဲ့သလား Yes, I went. It was fun. ဟုတ်ကဲ့သွားခဲ့ပါတယ်အဲ့ဒါကပျော်ဖို့ကောင်းတယ် Did you have a good day? ဒီနေ့အဆင်ပြေခဲ့ရဲ့လား Yes, it was a good day. ဟုတ်ကဲ့ကောင်းမွန်တဲ့နေ့တစ်နေ့ပါ Did you have a good weekend? ပျော်စရာကောင်းတဲ့စနေတနင်္ဂနွေပိတ်ရက်ရခဲ့ရဲ့လား Yes, it was great. ဟုတ်ကဲ့အဲ့ဒါကပျော်စရာကောင်းပါတယ် Did you finish your work? မင်းအလုပ်ပြီးခဲ့ပြီလား Yes, I finished it. ဟုတ်ကဲ့ကျွန်တော်ပြီးခဲ့ပါပြီ Did you know he will call me? သူငါစီဖုန်းဆက်မယ်ဆိုတာမင်းသိခဲ့လား Did you came here last night? မင်းညကဒီကိုလာခဲ့လား Did you call my mother? မင်းငါအမေကိုဖုန်းဆက်ခဲ့လား Did you buy the cat food? မင်းကြောင်စာဝယ်ခဲ့လား Did you bring the laptop? မင်း laptop ယူခဲ့လား Did you tell him about that? မင်းသူ့ကိုအဲ့ဒီအကြောင်းပြောပြခဲ့လား Did you tell everyone? မင်းအားလုံးကိုပြောပြခဲ့လား Did you make lunch? မင်းနေ့လယ်စာချက်ခဲ့လား Did you take my money? မင်းငါငွေတွေယူခဲ့သလား Did you slept with him? မင်းသူနဲ့အိပ်ခဲ့သလား